ကိုကောင်းတဲ့တော်တဲ့အပေါက်ရှိမှရေးစားထားလို့ရပါမယ်ဒီကဘာမှာယောက်ျားတွေကပလက်ခေါင်းတွေဖြစ်ပြီးမိန်းမတွေကတော့ပလက်ပေါက်တွေဖြစ်ပါတယ်ဒါပေမဲ့ပလက်ခေါင်းနဲ့ပလက်ပေါက်ကမျိုးစားတူမှရေးစားထားလို့ရပါမယ်သူ့ခေါင်းကတော့နှစ်ချောင်းပါပြီးအလုံးပုံစံမှာသူနဲ့အဆင်ပြေတဲ့ပလက်ပေါက်ကောင်မလေးမရှိတော့စိတ်ပြက်နေတယ်ဘတ်စကားစီးအင်းပလက်ပေါက်တွေကိုလိုက်ရှာကြည့်ပေမဲ့သူနဲ့တော်တဲ့ပလက်ပေါက်ကောင်မလေးကိုမတွေ့သေးဘူးသူနဲ့ကွက်တိကြတဲ့ကောင်မလေးတယောက်တွေ့လိမ့်မယ်လို့ယုံကြည်နေတယ်သူလည်းနေရာတိုင်းမှာလိုက်ရှာခဲ့ပေမဲ့သူ့ခေါင်းနဲ့ကြိုက်တာမတွေ့ရသေးဘူးသူလည်းစိတ်ပြက်ပြီးနောက်ဆုံးတော့စားတောက်ဆိုင်တစ်ဆိုင်ကိုရောက်သွားတယ်အဲ့ဒီမှာကောင်တာရှိကဝဲထိုးမလေးကိုမြင်လိုက်ရပြီးချက်ချင်းသဘောကျသွားတယ်ဒါပေမဲ့အနားကိုသွားကြည့်လိုက်တော့သူတို့နှစ်ယောက်ကခေါင်းနဲ့အပေါက်မတူညီပြန်ဘူးကောင်မလေးလည်းဝမ်းနေပြီးမျက်နှာလွှဲလိုက်တယ်အဲ့ဒါနဲ့နောက်ထပ်ကံကောင်းခြင်းများပြောင်းလာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ဘာတစ်ခုကိုထပ်သွားခဲ့တယ်အဲ့ဒီမှာကောင်မလေးတယောက်ကိုမြင်လိုက်တဲ့အချိန်မှာသူ့ရင်ဘက်ကဒိန်ဒိန်ခုန်လာတယ်သူမစီကိုရှောက်သွားခဲ့ပေမဲ့သူမက3ပေါက်ပလက်ခုံတစ်ခုဖြစ်နေပြန်တယ်သူတို့နှစ်ယောက်လည်းချစ်ပေမဲ့လည်း80တိုးလို့မရပြန်ဘူးသူလည်းတစ်သက်လုံးဒီအတိုင်းနေရတော့မယ်ထင်နေတယ်သူ့ခေါင်းကြီးကတော့ဘယ်ပေါင်းမှမထိုးရပဲထိလွန်ရတော့မယ်ဒီနေ့ကျတော့နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ချင်းတွေ့တဲ့ website တစ်ခုတည်းကိုဝင်ပြီးသူနဲ့တော်မဲ့ကောင်မလေးကိုရှာခဲ့တယ်ချင်းထားတဲ့နေ့ရောက်တော့ကောင်မလေးကိုမြင်လိုက်ရတဲ့အချိန်မှာသူလည်းအယောင်အန်းသာသွားတယ်ကောင်မလေးကသူ့အတွက်လုံးဝပြီးပြည့်စုံတဲ့နှစ်ပေါက်အလုံးပုံစံပလက်ပေါက်ဖြစ်နေခဲ့တယ်ကောင်မလေးကလည်းသူ့ကိုမြင်ပြီးအယမ်းပျော်နေတယ်သူတို့နှစ်ယောက်လည်းမြင်မြင်ချင်းချစ်မိပြီးအဆင်ပြေသွားကြပါတယ်တွေ့တဲ့လူကိုရှောက်မငန်းနေပဲကိုနဲ့တော်တဲ့အပေါက်ကိုရွေးရှာကြဖို့အကြံပြုလိုက်ပါတယ်